ဆိုလောကရန်ကိုလိုချင်ကြရဲ့လားလိုချင်ကြပါဘူးဗျာဘုရားရှင်ကိုရောမြတ်ကကောင်းမယ်ဆံရမကောင်းတာပဲခံရအဲ့ဒါတွေအားလုံးကလောကရန်လို့ဟောတာပေမဲ့လောကလူသားတရားဝါတွေကအကောင်းလောကရန်လေးတွေကိုမျောပြီးတော့လိုချင်နေကြတယ်ဟုတ်ဘူးလားဟုတ်ပါဗျာဘယ်တိုင်ကဲရခံရတယ်ဆိုတာကိုတယောက်တည်းကဲရခံရတာမဟုတ်ပါဘူးမှန်ရလားမှန်ပါဗျာဘယ်တိုင်ယုတ်ကလေးကချောပေမဲ့လည်းပဲအသားလေးမဲ့ပြန်တော့လေကဲရတာပဲဟုတ်ဘူးလားဘယ်တိုင်ဘလောက်ပဲနိုင်ငံကျော်နေရွာသားဖြစ်လို့ကဲရတာပဲဒီနေ့ကကြီးကကျွမ်းနိုင်ဆိုလို့ချင်းတိတ်တဲ့ဘောကြတယ်ဘာလဲလဲရွာနာမြဲရွာနာမစားရွာနာမြဲရွာနာမစားဘာလဲလို့ရွာနာမြဲရွာနာမစားပါဘူးဗျာဟုတ်လားဟုတ်ပါဗျာသူကတော့မြဲပဲဖြစ်ကြမှာတော့ငါတော့ဖြစ်မကန်နိုင်မှန်ရလားမှန်ပါဗျာအေးပြိတ္တရေပြောချင်တာကကဲ့ရဲ့နေဆိုတာကိုယ်လေးမှကဲ့ရဲ့ခံရတာမဟုတ်ဘူးကိုယ်လေးဆိုတာကဘာမှမဟုတ်တဲ့ငါဖြောင်းငါချတို့တွေကိုကိုနေဘုရားရှင်ကိုရောမြတ်ကြီးကြီးစမ်းမှာမျိုးပိုက်ထူမာကြီးမရှိဘူးလားရှိပါတယ်ဗျာဘယ်လိုလုပ်ခဲ့ရလဲသူနဲ့မျိုးတော့သိတယ်ဗျာသူတို့မျိုးကြတော့သိတယ်ဒါကဘယ်သူစေတမာနာရင်ဘောကဇနီးတော်ပြီးတော့သိတယ်တွေ့လားပြိတ္တရေစေတမာနာကြီးစမ်းဘာမှမဟုတ်တဲ့ပိုက်ကြီးကိုကိုပူအောင်လုပ်ပြီးတော့ဘုရားကိုမဆွဆွဲဘူးလားဆွဆွဲပါတယ်ဗျာဘယ်တည်းဆွဆွဲခြင်းဆိုတဲ့လောကရန်ဆိုတာပရိသတ်ရေဖျားလေခံရပါဗျာမခံရဘူးလားခံရပါဗျာကဲရတယ်ဆိုတဲ့လောကရန်ဆဲတယ်ဆိုတဲ့လောကရန်လည်းမခံရဘူးလားခံရပါဗျာဒီချိန်လုံးကပုံနာကြီးကဘုရားရှင်ကိုရောမြတ်ကိုတွေးတဲ့အခါမှာပရိသတ်ရေဘုရားရှင်ကိုရောမြတ်ကိုမျိုးသောစကားတွေနဲ့ဆဲတယ်တဲ့ဘာလဲတော့မျိုးစကားတွေနဲ့ဆဲပါဗျာလောကရန်ကိုဖျားမခံရဘူးခံရပါတယ်ဗျာဒီအလိုစေတဲ့ကံကြတော့ဘုရားရှင်ကိုရောမြတ်ကဘယ်လိုပဲပါသားမြတ်မတုတ်ပြန်မင်းနဲ့တုံဤပါဝင်ဆက်စိတ်ကလေးနေပြီးတော့တိခံခြင်းနဲ့တုတ်ပြန်လိုက်တဲ့အခါမှာအဲ့ဒီပုံနာကြီးကမိတယ်ရှင်ဗျာတပည့်တော်ရှင်ဗျာကိုစကားချမ်းနေနဲ့အမျိုးပုံတိုက်စောကပြစ်တင်နေပြီမဲ့ရှင်ဗျာကတိခံတယ်အဲ့တော့ဘာကြောင့်လဲလို့ဘုရားရှင်ကိုရောမြတ်ကိုရှောက်တဲ့အခါကျတော့အိုးပုံနာကြီးတင့်ရဲ့အိမ်မှာဧည့်စေအာဂါလူတွေလာတဲ့အခါမှာတင်ပါလို့တော့မမတဲ့ဧည့်သည်တွေလာတဲ့အခါမှာမဖက်တို့ယူလို့နဲ့မခံဘူးလားခံပါပါဗျာအေးအဲ့လိုခံမှုလားဆိုတော့ပုံနာကြီးကမှန်ပါတဲ့ခံပါတယ်အဲ့လိုခံလိုက်လို့အဲ့ဒီမုံနေပြည်သားတွေခဲဝယ်တွေအားလုံးကိုဧည့်သည်တွေမစားရင်ဘတ်သူပြန်စားရတော့ဘုရားရှင်စားပါတယ်ဗျာအင်းချင်းနေပြန်စားပါတယ်ဗျာအဲ့ဒီလိုပါပဲပုံနာကြီးကအဲ့လိုပဲဆဲจิตသားပုံနာကြီးဘယ်လိုပဲဆဲจิตသားကိုခွင့်လွတ်လိုက်တဲ့အခါမှာအဲ့ဒီဆဲတွေကဘယ်သူစီရောက်သွားမှာလဲပုံနာကြီးပါဗျာအဲ့ဒါမှပုံနာကြီးနားလေသဘောပေါက်သွားတာဒါကြောင့်ပြိတ္တရေလောကမှာဘသူတွေကိုဆဲကိုကဘာလို့ရမှာလဲဆိုရင်ပြန်ဆဲရမယ်ဘာလဲတော့ပြန်ဆဲရပါဘူးပြန်ဆဲရမယ်ဘာလဲတော့ပြန်ဆဲရမှာပါပြန်ဆဲရမယ်ဆဲဒီ၃မျိုးနဲ့ဆဲရမယ်ခင်ဆဲမင်းဆဲခွန်းလို့ဆဲပါဘာလဲတော့ခင်ဆဲမင်းဆဲခွန်းဆဲပါဗျာဒီလမောင်ခင်ဆဲမင်းဆဲခွန်းလို့ဆဲပါဘယ်လိုတွေကိုယ့်အပေါ်မှာနှုတ်ချမ်းကြီးနဲ့ဆဲနေပါစေဘယ်လိုတွေကိုယ့်အပေါ်ကိုလာပြီးတော့ကဲရဲ့ဝေဖန်ပြစ်တင်ပါစေကိုကဘာလို့ရမှာလဲဆိုရင်ခင်ဆဲမင်းဆဲခွန်းလို့ဆဲမှန်ရလားဒါမှဒီလောကရန်ကိုပြိတ္တိုင်ဩငါတို့တွင်ကဲရဲ့ခံနေရတာမဟုတ်ငါတို့ကိုယ်ကိုယ်နေတဲ့အပြစ်ကင်းနေတဲ့ကိလေသာတွေကင်းနေတဲ့ဘုရားရှင်ကိုရောမြတ်တော်မှာဩကဲရဲ့ခံရပါလားဆိုပြီးတော့ပြိတ္တိုင်ကို့မှာကဲရဲ့ခံရတဲ့လောကရန်တွေကိုကြုံလာပြီဆိုရင်ဘုရားနဲ့ရှင်ပြီးတော့ဖြေသိပ်ပါဘာလို့ဘုရားတွေဆိုတာဘာစစ်မှမရှိသေးဘူးလေမှန်ပါပါဗျာဘုရားဆိုတာကတက်ပြီးညုတာညာပန်ရှင်ကြီးသူတော်ကဲ့ရဲ့ခံရတယ်ဆိုတော့တို့တွေဘာလို့မှလဲမှန်ပါပါဘယ်တည်းချင်းမောခြင်းဆိုတဲ့လောကရန်တွေကြောင့်လည်းပဲဘဝကိုမြောက်သွားပါနဲ့မှန်လားချင်းမွန်ခံရတာလေလောကရန်ဒီလောကရန်လေးကိုဒီတရားလေးနာပြီးတဲ့အခါမှာဘယ်လိုလောကရန်နဲ့ကြုံ
မတုံနဲ့မဖြုံနဲ့မကြောက်နဲ့မှန်ရလား မှန်ပါပါဗျာ အဲ့ဒါကနေနံပတာနံဒုက္ခံဒုက္ခံအဲ့ဒါချမ်းသာတာလေ လောကဓမ္မပါဗျာ လောကဓာတ်နဲ့ဆင်းရဲတာ လောကဓမ္မပါဗျာ ပရိသေချမ်းသာလို့ဆိုပြီးတော့ပရိသေတချို့တွေကယာတုရှိတော့ယာတုနဲ့6တယ်ယာတုရှိတော့ယာတုနဲ့မောက်တယ်အဲ့ဒီယာတုရှိတဲ့ပုဂ္ဂိုလ်တွေကယာတုနဲ့6ယာတုနဲ့မောက်ပြီးတော့ပရိသေရေအဲ့ဒီယာတုကိုအကြောင်းပြုပြီးတော့ပရိသေရေကုတ်တဲ့နေကြတဲ့ပုဂ္ဂိုလ်တွေပေါ်မှာဖိရနှိပ်တာတွေလောက်ကြတယ်မလောက်ကြဘူးလား လောကပါဗျာ တကယ်တော့အဲ့ဒီယာတုဆိုတာဘယ်ချိန်လေးပဲတော့ မှန်ပါလေးပါဗျာ အယူထားနေတဲ့ချိန်လေးပဲပြိတ္တ မှန်ပါပါဗျာ မှန်ရလားဘာယူလဲဆိုတော့တဏ္ဏ မှန်ပါပါ ဒီနေရာပေါ်မှာတက်မဲ့နေတဲ့တွေ့တာနေတဲ့လိုချင်နေတဲ့အချိန်ပိုင်းလေးပါပဲမှန်ရလား ပါဗျာ အဲ့ဒီຢာကနေပြုတ်သွားတော့ဘာကောင်ကြီးတော့ဘာကောင် ဘာ မှ မှမဟုတ်ပါ မဟုတ်တော့ဘူးပြိတ္တရေမင်းလည်းဘာကောင်မှမဟုတ်ဘူးလို့ငါလည်းဘာကောင်မှမဟုတ်တနေ့တော့တေးရမဲ့ကောင်းနေကြီးပဲမတ်တာကောင်းနေ မှန်ပါပါဗျာ ဘာကောင်းနေတော့ မှန်ပါပါဗျာ မင်းလည်းမသားပဲငါလည်းမသားပါပဲပြိတ္တလောကမှာတာတဲ့ပုဂ္ဂိုလ်ဆိုတာရှိလို့ မရှိပါဘူးဗျာ သူလည်းမသားပဲကိုလည်းမသားပဲသူလည်းအာတုပပဲကိုလည်းအာတုပပါဒီနေ့ကဘူချင်းတက်လို့ချင်းနေကြ မှန်ပါပါဗျာ အားမဘူလေးကြီးပဲ မှန်